မင်္ဂလာပါရှင်မမေလေးပါဒီနေ့တန်ရုံလေးအတွက်ဒုတိယမီနူဖြစ်တဲ့အဝိုင်ရောင်ရှိတဲ့ဟင်းသီးဟင်းရွက်နဲ့ဆန်နဲ့ရောပြီးတော့ချက်ပေးမှာပါကျမကတော့ဒီမှာရွှေဖြုံလေးကိုအသုံးပြုထားပါတယ်ရွှေဖြုံလေးမသုံးချင်တဲ့မမေတွေကမုံလာဦးတွေကိုအစားထိုးပြီးတော့အသုံးပြုလို့ရပါတယ်ရှင်အရင်နေ့ရာချက်သလိုပဲဆန်ရောအောက်မှာရှည်လေးနဲ့ပြုတ်ထားလိုက်မယ်ပေါ့နော်ရွှေဖြုံလေးကိုတော့အပေါ်စကားလေးမှာပေါင်းထားလိုက်ပါမယ်ရွှေဖြုံလေးတွေကလည်းနိုးဤပြီးတော့ဆန်ကလည်းကြိတ်ချေဖို့အတွက် ready ဖြစ်တဲ့အနေထားမှာဆိုရင်ကြိတ်ဆက်ထဲမှာထည့်ပြီးတော့ကြိတ်လိုက်ပါတယ်ကျမဒီမှာချက်ပြထားတဲ့မှာတော့ဆန်နေနည်းနည်းများနေလို့မကြိတ်ခင်မှာကျမဆန်ကိုနည်းနည်းပြန်လျှော့ပြီးမှကြိတ်လိုက်ပါတယ်ဒီနေ့ကတော့ဆန်ကချက်တဲ့အခါမှာရှင်နည်းနည်းနေတဲ့အတွက်ကြောင့်မို့လို့ကြိတ်တဲ့အခါမှာအရင်ပြင်းနေတဲ့အတွက်ကျမရှင်နွေးလေးနည်းနည်းထည့်ထည့်ပြီးတော့မှဆက်ပြီးတော့ကျိန်ညက်တဲ့ဒီကြိတ်လိုက်ပါတယ်ကျိန်ညက်သွားပြီးတော့ကျမလိုချင်တဲ့အနေထားရပြီဆိုရင်တော့ ready ဖြစ်ပါပြီအဓိကတော့ဆန်စီလေးတွေမကြံဘူးနဲ့ရွှေဖြုံလေးတွေကလုံးဝကျိန်ညက်သွားတဲ့အထိကြိတ်ဖို့တော့လိုအပ်တာပေါ့နော်ကဲဒီခါမှလည်းတန်ရူလေးကကြိတ်မကြိုက်ဆိုတာကြည့်လိုက်ရအောင်နော်ထုံးစံတိုင်းမှာပဲပထမဆုံးတစ်ချက်တွန့်သွားရပေါ့နော်တွန့်သွားပြီးတော့နောက်ပိုင်းနေကအတကုံတွေကိုတောင်းပြီးတော့စားပါတော့တယ်ရွှေဖြုံလေးကအချိုဓာတ်ပါတဲ့အတွက်စားလို့ပိုကောင်းတယ်ထင်ပါတယ်တန်ရူလေးကလေခေါင်းကိုအရှိကိုငှိုက်ပြီးတော့လိုက်ပြီးတော့ဇွန်းကိုလိုက်လူပြီးတော့စားရတာပါပဲရှင်နောက်ထပ်ဖြည့်စက်ကကျွေးဗီဒီယိုလေးတွေကိုလည်းဆက်ပြီးတော့တင်ပေးတော့မှာဖြစ်လို့ like and follow လုပ်ထားပေးကြပါအောင်ရှင်နောက်မှပြန်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်